ခမရတို့ကြားဖို့သူများယူအပ်ဖို့လှုပ်ဝက်ချက်တွေဂျိုသားအကြောင်းနေနဲ့အစိုးရရဲ့ဖုံးကွယ်မှုတွေဆိုတာအမှန်တရားရဲ့အပေါ်ယံလွာလေးပဲရှိသေးတယ်ဆိုရင်ခမရတို့ယုံမလားကဘာပေါ်မှာ UFO တွေဂျိုသားတွေမရှိပါဘူးလို့အစိုးရတွေကပြောပြနေရင်ခမရတို့ဂျင်းတဲ့ခံနေရပြီဆိုတာသတ်မှတ်လိုက်တော့စကြဝဠာကြီးထဲမှာကျွန်တော်တို့လူသားတွေပဲရှိနေတယ်ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအမေရိကန်ဆိုရကိုယ်တိုင် Majestic တွဲဆိုတဲ့လှုပ်ဝက်စစ်စင်ရေးအဖွဲ့ကိုဖွဲ့ပြီးပြက်ကျလာတဲ့ဂျိုသားရင်တွေဂျိုသားအလောင်းတွေကိုလှုပ်ဝက်သိမ်းဆီးခဲ့တဲ့တကယ်လက်တွေအထောက်ဓာတ်တွေစာရွက်စာတမ်းတွေပေါက်ကြားလာခဲ့ပြီဆိုတာခင်ဗျားတို့သိလားဒီနေ့ဗီဒီယိုမှာတော့ UFO သမိုင်းတစ်ခုလုံးကိုအမြင့်ကနေလှုပ်ခတ်သွားစေတဲ့အစိုးရတွေဖုံးကွယ်ထားပါတယ်ဆိုတဲ့ Majestic တွဲရဲ့ဂျိုသားကင်တွင်ဒီလှုပ်ဝက်ချက်တွေနဲ့အမှန်တရားကြီးကိုတစ်ချက်မှမကြောက်အကုန်ဖွင့်ချသွားမှာဖြစ်လို့ကဲအဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ကျွန်တော်ကတော့ AKA ပါခင်ဗျားတို့ကြားဘူးလားတော့မသိဘူးဂျိုသားတွေနဲ့ UFO အကြောင်းကိုစုံစမ်းဖို့မက္ကဆီကိုဘက်ကိုသူတေသနာသွားလုပ်တဲ့သူတေတီတွေဘာဖြစ်ခဲ့လဲဆိုတာအစပိုင်းမှာတော့သူတေတီတွေစီကိုဒီလှုပ်ဝက်သတင်းတွေလာပေးပြီးဆက်သွယ်နေတာဘယ်သူတွေလဲဆိုတာတိတိကျကျမသိခဲ့ရဘူးဗျဒါပေမဲ့ UFO ပြက်ကျတဲ့နေရာတိုင်းမှာတော့တကယ်စင်ရေးကြီးတစ်ခုကစတင်နေခဲ့ပါပြီအဲ့ဒီချိန်မှာပွဲထွက်လာတာကဘယ်သူလဲဆိုတော့အမေရိကန်အစိုးရဗျသူတို့က Everett ကာကီမြို့ကိုသူတေတီမိန်းကလေးတွေမြောက်ခင်အရာအားလုံးကိုအကွက်ကြကြပြင်ဆင်ပြီးတော့စောင့်နေခဲ့ကြတာရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပါပဲအမှန်တရားရှာတွေ့သူတွေကို OSN ရုံးခန်းနဲ့ခေါ်သွားပြီးလှုပ်ဝက်ချက်တွေကိုဖုံးကွယ်ပစ်ဖို့ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့1948ခုနှစ် Roswell အဖြစ်အပျက်နောက်ပိုင်းမှာအမေရိကန်ဆိုရဟာ Majestic တွဲဆိုတဲ့ထိပ်တန်းလှုပ်ဝက်စစ်စင်ရေးအဖွဲ့ကြီးကိုဖွဲ့ခဲ့လို့ပါပဲသူတို့ရည်ရွယ်ချက်ကတော့ကမ္ဘာပေါ်ပြက်ကျလာတဲ့ဂျိုသားရင်တွေဂျိုသားအလောင်းတွေကိုအများပြည်သူမသိအောင်လှုပ်ဝက်ဖုံးကွယ်ဖို့ပါပဲအဆိုးဆုံးကဘာလဲသိလားသတင်းနောက်တွေစုံစမ်းရရှိထားတဲ့ဂျိုသားရုပ်တံဖလင်တချို့တောင်မှဖျက်ဆီးခံလိုက်ရတာပဲဗျဘာလို့လဲဆိုတော့အဲ့ဒီစာရွက်စာတမ်းတွေနဲ့ဓာတ်ပုံတွေထဲမှာကမ္ဘာပြင်ပကရောက်လာတဲ့ဂျိုသားရုပ်အလောင်းတွေနဲ့တက်တွေအတိအကျပါနေလို့ပဲဗျအစိုးရကဘာလုပ်လဲဆိုရင်ဒီထောက်ထားတွေကိုလူလူကိုမယုံအောင်ဒါတွေကအတုတွေပါဆိုပြီးမီဒီယာကိုဝါဒဖြန့်လှည့်စားခဲ့တယ်အမှန်တရားကိုအတုလို့ပြောပြီးလူတွေကိုမျက်စိလည်အောင်လှုပ်လိုက်တာပေါ့ဗျာဒီလိုနဲ့ဌာနချုပ်ကနေရောက်လာတဲ့လှုပ်ဝက်စာရွက်စာတမ်းတွေကိုယူပြီးရင်ဒီဂျိုသားပေါက်ကြားမှုကြီးကိုဘယ်လိုထိချုပ်ရမလဲဆိုတာစစ်တပ်ကခေါင်းချင်းရိုက်ပြီးတော့စဉ်းစားခဲ့ကြတယ်ဘာလို့အဲ့လောက်ထိပင်ပန်းခံဆရာမြကြီးလှုပ်ရှားခဲ့ရတာလဲလို့မေးရင်ဒါဟာ UFO တွေဂျိုသားနည်းပညာတွေကိုပြင်ပကိုပေါက်ကြားမသွားအောင်တားဆီးဖို့လှုံ့ဆော်ခဲ့တာမို့လို့ပါအထူးသဖြင့် NBC ရဲ့ရုပ်သံသတင်းလိုအစီအစဉ်ကနေဂျိုသားအမှန်တရားတွေထွက်မလာအောင်တားဆီးဖို့လှုံ့ဆော်ခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒီစစ်စင်ရေးကြောင့် NBC ရဲ့အရေးကြီးတဲ့ရုပ်သံဖလင်တချို့ဖျက်ဆီးခံလိုက်ရတယ်အဲ့ဒီချိန်မှာရုပ်သံသတင်းတောင်းနဲ့ FCC ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာရရှိခဲ့တဲ့စာရွက်စာတမ်းတွေနဲ့အလောင်းပုံရိပ်တွေကိုကြည့်လိုက်ရင်ကမ္ဘာပြင်ပကရောက်လာတဲ့ UFO တွေဂျိုသားအလောင်းတွေနဲ့ကွက်တီကိုက်ညီနေလို့ပဲဗျဒါပေမဲ့အစိုးရဘက်ကဘာလုပ်တယ်လဲဆိုရင်ဒီဂျိုသားထောက်ထားတွေအများပြည်သူမယုံအောင်လို့ဒါတွေကအတုပါအသေးစားပြင်ဆင်မှုတွေနဲ့လှုပ်ထားတာပါဆိုပြီးမီဒီယာတွေကိုဝါဒဖြန့်လှည့်စားခဲ့တယ်အမှန်တရားကိုဂျင်းလို့ပြောပြီးလူလူကိုမျက်စိလည်အောင်လှုပ်လိုက်တာပေါ့ဗျာရလက်ကတော့သတင်းတော်မင်းကလေးရဲ့ယုံကြည်စိတ်ချရမှုကိုထိခိုက်အောင်လုပ်ပြီးစီမံကိန်းတစ်ခုလုံးကိုရပ်ဆိုင်းသွားအောင်အစိုးရကကစားသွားတာပါဒါပေမဲ့ဘာပဲပြောပြောအထောက်ထားတွေကတော့လှုပ်ဝက်ထောက်လန်းရေးတွေကြားထဲမှာရှိနေကြတာအမှန်ပဲဗျခင်ဗျားတို့ရောဘယ်လိုထင်ပါသလဲဒီနေရာမှာမေးခွန်းတစ်ခုထွက်လာတာပေါ့အမေရိကန်အစိုးရကဘာလို့ဒီ Majestic တွေဂျိုသားအစီအစဉ်ကိုဒီလောက်ထိလှုပ်ဝက်ထားခြင်းရတာလဲအချိန်ကာလအပြင်1989ခုနှစ်ဇွန်လ UFO သူတေတီတွေနဲ့ကမ္ဘာတော်ဝန်ကဝါသနာရှင်တွေဟာလက်ဗေးကန်မှာပြုလုပ်တဲ့ MUFON ညီလာခံမှာတခဲနဲ့စုဝေးခဲ့ကြပါတယ်အဓိကဟောပြောသူကတော့သူတေတီဘိန်းမိုးပါပဲစင်ပေါ်မှာဘိန်းမိုးရောက်တဲ့အခါအားလုံးကဂျိုသားအချက်လက်တွေကိုကြားရတော့မယ်လို့ညွှန်လင်ထားကြတာဒါပေမဲ့အခန်းတစ်ခုလုံးတိတ်ထိပ်သွားခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ဘိန်းမိုးကစင်ပေါ်ကနေပုံပုံလင်းလင်းပြောချလိုက်လို့ပါပဲဘိန်းမိုးက UFO အတိုင်းဝိုင်းထဲမှာရှိနေပေမဲ့အမှန်တကယ်တော့အစိုးရရဲ့ AFOSI ထောက်လိုင်းရေးနဲ့ကိုက်လန်လေးတဲ့စကန်က Richard Doty တို့နဲ့ပူးပေါင်းပြီးဆောင်ရွက်ခဲ့တာပါပေါ်ဘင်းနီဝစ်တို့လိုသူ့သေးတွေရဲ့ UFO စုံစမ်းစစ်ဆေးမှုကိုစောင့်ကြည့်ဖို့နဲ့ဂျိုသားသတင်းတွေကိုထိန်းချုပ်ဖို့
အစိုးရကစီကိုင်းခဲ့တာလေဗျာဒါဆိုရင်ဘေမိုးတို့ရဲ့နောက်ွယ်ကအမေရိကန်အစိုးရထောက်လိုင်းရေးတွေတကယ်ဖုံးကွယ်ထားတဲ့အမှန်တရားကဘာလဲအဲ့ဒါကတော့ဂျူသားတွေနဲ့သူတို့အကြားဆက်ဆံရေးရှိနေတယ်ဆိုတာပါပဲဂျူသားတွေရဲ့ထူးဆန်းတဲ့အမှုကျင့်တွေဂျူသားတွေဟာကမ္ဘာပေါ်မှာလှုပ်ဝက်ဆန်းသမှုတွေလှုပ်ဆောင်နေပါတယ်ဆိုတဲ့ဆွဆွဲချက်တွေပို့ပြီးထိတ်လန့်စရာကောင်းတာကမ္ဘာပေါ်ကလူသားထောင်ပေါင်းတန်းပေါင်းများစွာကိုစမ်းသပ်ဖို့အတွက်ဂျူသားတွေကပြန်ပြီးဆွဲသွားခဲ့တယ်ဆိုတဲ့အချက်လက်တွေပါပဲခင်ဗျားတို့စဉ်းစားကြည့်အမေရိကန်ဆိုရကဒီလိုတုံလို့ဖွယ်ဂျူသားပြန်ပြီးဆွဲမှုတွေနဲ့ယူအပ်ဖို့တွေးရှိမှုတွေကိုပြည်သူတွေတည်သွားရင်ကြောက်လန့်သွားမှဆိုးတာကြောင့်ဘေမိုးတို့လိုလူတွေတုံးပြီးအချက်လက်တွေကိုလမ်းလွဲဖုံးကွယ်ခဲ့ကြတာမဖြစ်နိုင်ဘူးလားဒါဆိုရင်မေးစရာရှိတာကဒီမန်ချက်စတစ်တွဲဆိုတဲ့လို့ဝက်အဖွဲ့ကြီးထဲမှာဘသူတွေပါနေတယ်လဲဆိုတာပေါ့အစိုးရကထိတ်တန်းလို့ဝက်ထားတာမို့လို့ကျွန်တော်တို့အနေနဲ့အဖွဲ့ဝင်တွေအားလုံးကိုတိတိကျကျသိရဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေထဲမှာတော့ဂျူသားတွေနဲ့ပတ်သက်တဲ့လက်ဆိုင်တဲ့အချက်လက်တွေအပြည့်အဝပါဝင်နေတာဗျဒီနေရာမှာစဉ်းစားစရာရှိတာကဒီလောက်လှုပ်ဝက်ထားတဲ့ဂျူသားအကြောင်းတွေကဘာလို့ပေါက်ကြားလာတာလဲကျွန်တော်ထင်မြင်ချက်ကိုပြောရမယ်ဆိုရင်အစိုးရအဖွဲ့အစည်းထဲမှာအမှန်တရားကိုကဘာကသိစေချင်လို့ကျွန်တော်တို့ကိုကူညီပေးခြင်းတဲ့အဖွဲ့တစ်ဖွဲ့ရှိနေလို့ပဲလို့ထင်ပါတယ်အစောပိုင်းတုန်းကဒီအထောက်ထားတွေဘယ်လိုထွက်ပေါ်လာသလဲဆိုရင်ဂျေမီရှန်ဒဲလာဆိုတဲ့ရုပ်ရှင်ထုတ်လုပ်သူစီကိုတာမန်စာအိတ်တွေနဲ့ဖလင်လိတ်တွေရောက်လာခဲ့တာကနေစလာပဲဒီအချက်လက်တွေပေါက်ကြားလာတာဟာအစိုးရရဲ့လှုပ်ဝက်ဆက်စင်ရေးကြားကနေအမှန်တရားထွက်ပေါ်လာတာဖြစ်နိုင်ပါတယ်ဒါနဲ့စကားမဆက်မန်ချက်စတစ်တွဲဆိုတာဘာတွေလဲ1949ခုနှစ်တုန်းကဇလာသို့မဟုတ်ဇီနင်းဆိုတဲ့လှုပ်ဝက်အဖွဲ့တွေနဲ့ရောဘာတွေဆက်ဆက်နေတယ်လဲမိကုနေကတော့ပလုံစီနေတာပဲဗျာအဲ့ဒီမှာပို့ပြီးထောက်ထားခိုင်လုံသွားစီတာက FBI ကပါမန်ချက်စတစ်တွဲစားရဆရအနေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလှုပ်ဝက်လှုပ်ဆောင်လာတာပဲဗျသူတည်တယောက်ကဒီစားရဆရတွေကိုပေါက်ကြားအောင်လုပ်ခဲ့တာလို့ဆွဆွဲခံရပေမဲ့သူကတော့ငါအဲ့ဓာတွေကိုဖျက်ဆီးပစ်ခဲ့တာငါတို့ကမန်ချက်စတစ်တွဲအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒမရှိခဲ့ပါဘူးလို့ညင်းခဲ့တယ်ဒါပေမဲ့တကယ်မှန်တရားကတော့အဲ့ဒီသူတည်တည်ဟာအမေရိကန်ဆိုရရဲ့ထောက်လိုင်းရေးအတိုင်းဝိုင်းနဲ့နီနီကကအဆက်အသွယ်ရှိပြီးဒီလူဝက်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားခဲ့တာပဲဗျဒါပေမဲ့ဘလောက်ပဲဖော်ထုတ်အမေရိကန်ဆိုရကတော့ဒီစာရွက်စာတမ်းတွေကိုအတုပါဆိုပြီးညှင်းဆန်နေမှာပါပဲဘာလို့လဲဆိုတော့ဂျူသားနည်းပညာတွေပြည်သူတည်သွားမှာကြောက်လို့လေဟုတ်တယ်မလားခင်ဗျားတို့စီမှာအချက်လက်တွေရောက်လာတဲ့အခါအစိုးရအေဂျင်တွေကခင်ဗျားတို့ကိုလှည့်စားပြီးမင်းဒါတွေမသိဘူးမဟုတ်လားဆိုပြီးအမှန်တရားကိုဖုံးကွယ်ဖို့အမြဲတမ်းကြိုးစားနေမှာပဲဖြစ်ပါတယ်ဒါပေမဲ့အစိုးရဘာပဲဖုံ1994ခုနှစ်မှာတော့ညင်းဆိုလို့မရတဲ့မန်ချက်စစ်တွဲစာရွက်စာတမ်းတစ်ခုထပ်မံပေါက်ကြားခဲ့ပြန်တယ်ဗျပထမဆုံးစာရေးရောက်ရှိလာပြီး10နှစ်ကြာမှ1994ခုနှစ်မှာနောက်ထပ်ဖလင်လေးတစ်ခုရောက်ရှိလာခဲ့တာဒီချိန်မှာလက်ခံရရှိသူကတော့လေကြောင်းဆိုင်ရာသတင်းတောက်ဒွန်ဗာလိုက်နာပါအဲ့ဒီစာရွက်စာတမ်းရဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ Manchester Special Operation Manual Manchester အထူးစစ်စင်ရေးလက်ဆွဲစာအုပ်ပေါ်ဗျာခေါင်းစဉ်ကအနေနဲ့လဲကမ္ဘာပြင်ပတက်ရှိများနဲ့ဤပညာများလို့အတိအကျပါရှိတယ်အထဲမှာတင်းစီခြင်းနဲ့ဆွန့်ပစ်ခြင်းဆိုပြီး Recovery and Disposal ဆိုပြီး1954ခုနှစ်ဧပြီလ1ရက်နေ့စွဲနဲ့တရားဝင်အစိုးရရဲ့တစိုက်ပါဝင်နေတာဗျဒါကဘာပေါ်ကပြတ်ကျလာတဲ့ဂျိုသားရင်တွေဂျိုသားသတ္တဝါတွေကိုစီမံခန့်ခွဲဖို့အမေရိကန်စစ်တပ်ကတကယ်ရေးဆွဲခဲ့တဲ့အထူးလက်ဆွဲစာအုပ်ကြီးဖြစ်နေတာပဲဗျအဲ့ဒီလက်ဆွဲစာအုပ်ထဲမှာအစိုးရကဂျိုသားနည်းပညာတွေကိုဘာတွေညွှန်ကြားထားသလဲဆိုရင်โอเคအမှတ်စဉ်လေးတက်ပြီးတော့ပြောပြပေးမယ်နံပါတ်1ပြတ်ကျသည့်နေရာကိုလုံခြုံရေးယူခြင်းယူအပ်ဖို့ပြတ်ကျတဲ့နေရာဝင်းကျင်ကိုစစ်တပ်ကအမြန်ဆုံးစီဝေးလုံခြုံရေးယူရမယ်နံပါတ်2နည်းပညာကိုဂိုင်တွယ်ခြင်းပြတ်ကျတဲ့ဂျိုသားရင်တွေကိုအထူးသတိထားရမယ်အကယ်၍ရင်ဟာလွတ်လွတ်နေစေဖြစ်ရင်ရေဒီယိုတက်တူကြမှုနဲ့လျှက်စစ်လိုင်းမှုတွေအန္တရာယ်ရှိနိုင်လို့ပဲနံပါတ်3စွန့်ပစ်ထားတဲ့ရင်များကိုချင်းကပ်ခြင်းအကယ်၍ဂျိုသားတွေစွန့်ပစ်ထားခဲ့တဲ့ရင်ဆိုရင်ကာကွယ်ရေးဝတ်စုံတွေဝတ်ဆင်ထားတဲ့အထူးမက်ဂျက်စစ်တွေတာဝန်ရှိသူတွေကပဲချင်းကပ်ရမယ်လို့ပါရှိတယ်နံပါတ်4တယ်ယူပို့ဆောင်ရေးနဲ့ဖုံးကွယ်ခြင်းရင်တွေရဲ့အစိတ်ပိုင်းများကိုအများပြည်သူတွေမမြင်အောင်အကာအကွယ်နဲ့ဖုံးအုပ်တည်ဆောင်ရမှာဖြစ်ပြီးတော့ပုံစံပြောင်းလဲဖုံးကွယ်ရမယ်နံပါတ်5သတင်းမီဒီယာနဲ့တပ်တွေများကိုထိန်းချုပ်ခြင်းသတင်းမီဒီယာတွေကိုအတုပသတင်းတွေထုတ်ပြန်ရမယ်ထုတ်ပြန်ချက်တွေနဲ့တပ်တွေကိုစစ်ဆေးမင်းမရမယ်ပရိုတိုကောတွေထိအသေးစိတ်ပါဝင်နေတာဗျ
စာအုပ်ထဲမှာတရားဝင်ဖော်ပြထားတဲ့ဂျူသားတွေရဲ့ရုပ်သွင်းပြင်ကတော့အရေးပြားရောင်ဖြော့ဖြော့မျက်လုံးနဲ့ရောင်လက်ချောင်းရှည်ရှည်တွေပါတယ်သတ္တဝါတွေပါတဲ့UFOလောကမှာတော့ဒါတွေကိုမီးခိုးရောင်ဂျူသားလို့ခေါ်ကြတာပေါ့ဗျာသိပ္ပံပညာရှင်တွေနဲ့သူတည်တည်တွေကတော့သူတို့ဟာတခြားကမ္ဘာကနေကမ္ဘာမြေကိုလာရောက်ကြတာဖြစ်တယ်လို့တိတိကျကျယူဆကြတာပါအဓိကစိတ်ဝင်စားဖို့ကောင်းတာကဒီစာအုပ်ရဲ့အသုံးနှုန်းတွေပဲဗျအသုံးနှုန်းတွေကအင်မတန်စနစ်တကျရှိပြီးတော့တရားဝင်စစ်ဖက်ဆိုင်ရာလမ်းညွှန်ချက်တစ်ခုလိုမျိုးတိတိကျကျရေးသားထားတာလို့ဆိုပါတယ်ဂျူသားတွေနဲ့တွေ့ရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မေးခွန်းတိုင်းအချင်းဒီတိုင်းကိုတိတိကျကျဖြေဆိုထားတာလေဗျဒါပေမဲ့စစ်တပ်နဲ့ AFOSI ကတော့ဒီလူ့ဝတ်စာအုပ်ပေါက်ကြားသွားတဲ့အခါအစိုးရအေဂျင့် Richard Doty လို့လူတွေကိုအသုံးပြီးတော့ဒါတွေကအတုတွေပါဆိုပြီးလမ်းလွှဲဖို့အပြိုင်ဆိုင်စူးစမ်းခဲ့ကြတာပေါ့ရောဘိုသူတေတီတွေဟာဒီထောက်ထားကိုပိုင်ပိုင်နိုင်နိုင်ရရှိခဲ့ကြတာဗျဘရိမိုးနဲ့ဂျေးမီရှန်ဒယ်လာတို့စီရောက်လာခဲ့တဲ့စာရွက်စာတမ်းတွေကိုသူတေတီတွေကအမျိုးသားမော်ကွန်းတိုက်ထဲကကပ်ပလာထွိုင်းနီစာဂျွန်လာနဲ့တိုက်ဆိုင်စစ်ဆေးလိုက်တော့မန်ချက်စတာရဲ့ဖြစ်တည်မှုဟာပိုပြီးအထောက်ထားခိုင်လုံသွားခဲ့တယ်ဒါပေမဲ့အစိုးရထောက်လှမ်းရေးတွေကဘာလုပ်တယ်လဲဆိုရင်ဒီစာရွက်စာတမ်းတွေထဲမှာစလုံးပေါင်းအမားတွေနေဆွဲလွဲမှားမှုတွေကိုတမင်ရုံတော့ထည့်သွင်းလိုက်တာဗျဥပမာကပ်ပလာထွိုင်းနီနာမည်ပါတဲ့စာထဲကနေဆွဲတော့ကဒီအဲ့ဒီပုဂ္ဂိုလ်ဟာတိုင်းပြည်ထဲမှာမရှိခဲ့ပါဘူးဆိုတဲ့အချက်မျိုးတွေပေါ့ဘာလို့အစိုးရကဒီလိုလုပ်ရတာလဲရည်ရွယ်ချက်ကရှင်းရှင်းလေးပဲစစ်တပ်နဲ့အစိုးရစီမှာတကယ်ရှိနေတဲ့ဂျိုးသားလှုပ်ဝက်ချက်တွေကိုလူတုမရသွားအောင်သူတည်တည်တွေဇက်ရှုပ်သွားအောင်စာရွက်စာတမ်းတွေကိုအတုလိုအစ်စ်လိုလှည့်စားစီစစ်ခိုင်းလိုက်တာဖြစ်ပါတယ်အဓိကကတော့1950ပြည့်နှစ်တွေတုန်းကသုံးခဲ့တဲ့ပုံနှိပ်ဆက်နည်းပညာတွေနဲ့စစ်ဖက်ဆိုင်ရာလက်ဆွဲစာအုပ်စတိုင်တိုင်းအတိအကျရေးဆွဲထားခဲ့တာပါပဲအထူးသဖြင့်လက်ဆွဲစာအုပ်ထဲမှာ Area 51ဆိုတဲ့လှုပ်ဝက်စကန်နာမည်တရားဝင်ပါဝင်နေတာဗျအစိုးရကတော့1954ခုနှစ်တုန်းက Area 51ဆိုတဲ့နာမည်တရားဝင်မရှိသေးဘူးဆိုပြီးညင်းဆိုပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီခေတ်ကတည်းကစစ်တပ်ဟာ Area 51မှာပြကြလာတဲ့ဂျိုသားရင်တွေကိုလှုပ်ဝက်သူတည်တနာလုပ်ခဲ့တာကြာပြီပဲဖြစ်ပါတယ်အစိုးရကခေတ်ပြိုင်သုံးနှုန်းနေနဲ့နာမည်တွေကိုအကြောင်းပြပြီးညင်းဆိုနေပေမဲ့ဒီစာရွက်စာတမ်းတွေကအစိုးရရဲ့အကြီးမားဆုံးဂျိုသားလှုပ်ဝက်ချက်ကြီးကိုဖော်ထုတ်ပေးလိုက်တာပဲဗျဒီနေရာမှာညင်းဆိုလို့မရတဲ့အချက်တစ်ချက်ရှိတယ်ဗျတမရထရူမန်ကိုတိုင်ဟာမက်ချက်စစ်တွေအဖွဲ့ဝင်တွေနဲ့တကယ်ပဲလှုပ်ဝက်စွာတွေ့ဆုံခဲ့ပြီးဂျိုသားကိစ္စတွေကိုအထူးအကြံပေးဖြစ်တာဝန်ပေးခဲ့တာပါအစိုးရထောက်လှမ်းရေးတွေနဲ့ Richard Doty တို့ကဘာလို့ဒီအကြောင်းအရာကိုအနူနီအကြမ်းနည်းတွေနဲ့လိုက်လံဖုံးကွယ်နေရတယ်လဲဒီရဲ့ချက်ကတော့အကယ်၍ဂျိုသားတွေကဘာကိုရောက်နေတယ်ဆိုတဲ့အမှန်တရားကိုသာပြည်သူတွေသိရှိသွားခဲ့ရင်ကဘာတဝမ်းလုံးထိတ်လန့်တုန်လှုပ်သွားမှာကိုအစိုးရတွေကစိုးရိမ်နေကြကြလို့ပဲဖြစ်နိုင်ပါတယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ခင်ဗျားတို့ရောဘယ်လိုထင်ပါသလဲ1980ပြည့်လွန်နှစ်တွေတုန်းကရွတ်ဖို့အတိုင်းဝိုင်းထဲမှာအဓိကနေရာကပါဝင်ခဲ့ကြတဲ့သူတည်သူတွေဟာအစိုးရစီကဂျိုသားထောက်ထားတွေကိုရှာဖွေနိုင်ခဲ့ကြတာပါမေးရရှိတာကအစိုးရကဘာလို့အရာအားလုံးကိုထိချုပ်ပြီးလှည့်စားနေရတာလဲရေတက်လေးတက်နဲ့ထောက်လန်းရေးအဖွဲ့အစည်းတွေကအေဂျင့်တွေဟာတကယ်ရောဘာတွေလုပ်နေကြတာလဲပန်တိုဂွန်ကတရားဝင်ခွင့်ပြုထားတဲ့ထုတ်ပြန်ချက်တွေဆိုတာအမေရိကန်ဆိုရစီကပေးဆောင်နေတဲ့အရာတွေပါအမှန်တရားကိုအစိုးရကထုံမပြောသေးသမျှတော့ခင်ဗျားတို့ကျွန်တော်တို့အနေနဲ့တန်တရားဖြစ်နေအောင်မှာပါပဲဒါပေမဲ့ဂျိုသားတွေရှိနေတယ်ဆိုတဲ့အမှန်တရားကတော့ရှိနေသေးပါပဲစာရစာတမ်းတွေကအချက်လက်တွေနဲ့တက်တွေတွေကဒီဖြစ်ပျက်ဟာတကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုပြောပြနေတာပဲဖြစ်ပါတယ်အဓိကကတော့မက်ချက်စစ်တွေအဖွဲ့မှာပါဝင်သူတွေဟာဒီစစ်စင်ရေးကိုအစကဲကလှုပ်ဝက်ချက်တွေပြင်ပမရောက်အောင်အကွက်ကြကြဒီဇိုင်းထွင်ခဲ့ကြတာသူ့တည်တည်တွေဟာအစိုးရရဲ့လမ်းလွှဲမှုကိုကြုံခဲ့ရပေမဲ့ရွက်ပုံနဲ့ဂျိုသားတွေရောက်ရှိနေမှုဟာညင်လို့မရတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်အစိုးရရဲ့တရေချက်လက်ထိန်းချုပ်မှုတွေတတိထားဖို့လိုသလိုအမှန်တရားကိုဇက်ကွက်ထဲကအတိုင်းပြောင်းမသွားအောင်တော့ဆက်လက်စုံစမ်းနေဖို့လိုပါတယ်ကဲဒါတည်းမကသေးဘူးဗျကျွန်တော်တို့စီမှာ Area 51နဲ့ပတ်သက်တဲ့အရန်ကိုထူးဆန်းလှတဲ့အတန်ထ transcript စာတမ်းတို့ထောက်ထားတစ်ခုရှိပါသေးတယ်အဲ့ဒီထဲမှာပါတယ်ဂျိုသားနဲ့ Area 51ဆက်ဆက်မှုကတော့ငါ Area 51မှာဖြောပြတယ်တမန်ကျန်းစာတွေကလှုပ်ဝက်တင်ကြတဲ့တစ်ခုမှာငါအဲ့လိုလုပ်ရလိမ့်မယ်လို့ပါခဲ့တယ်ငါရဲ့ UFO တွေစမ်းကြဲတဲ့အရာတွေတချင်းတွေကိုငါသဘောကျတယ်ဒါကြောင့်လဲငါတီးဆူနေရတာပါအဲ့ဒီနောက်ထပ်ပူပေါင်းကြံစည်မှု theory တစ်ခုက
အမှန်တရားဖြစ်လာခဲ့တယ်ဒါဘယ်တော့မှပြီးဆုံးမှာမဟုတ်ဘူးဟုတ်တယ်ဘယ်တော့မှမပြီးနိုင်ဘူးငါစိတ်သက်ကြနေတယ် MK ပြင်ဘက်မှာမေဟိုထဲမှာငါပိတ်မိနေခဲ့တာအမှန်ပဲစတန်လီကူဘက်ကလပေါ်ဆင်းသက်မှုကိုရိုက်ကွင်းထဲမှာပဲအလူလုပ်ခဲ့တာလားငါအဲ့ဒီမှာအရေးလူသားတွေနဲ့ရှိနေမှာပါရိုဆွဲကစမိုင်းလီမန်ကိုရရှိသွားခဲ့တယ်သူ့နာမည်ကခိုးလို့ငါ့ကိုပြောကြတယ်ငါငါးတွေနဲ့သူကနေတာပါငါလိုချင်ခဲ့တာအမှန်တရားကိုကြားချင်ခဲ့တာပဲရှိပါတယ်မြေအောက်ကလှုပ်ဝက်မျိုးတော့စမ်းကြဲတဲ့ number station planet circle မှာ project rocket ထိတူပါထားတဲ့လောကထဲမှာမောင်မိုက်တဲ့စောင့်ကြည့်သူတွေကိုရှာတွေ့ခဲ့တဲ့နေရာ Black Knight ဂျိုဒူဒါအဆုံးသက်သွားပါပြီငါဖြစ်ရှင်ခဲ့တာအမှန်တရားဖြစ်ဖို့ပါပဲခင်ဗျားတို့နားလည်သွားအောင်ကျွန်တော်ရှင်းပြပြရစီ Area 51မှာဖြောပြတဲ့တခြင်းဆိုတဲ့ဒါက American ထိပ်တန်းလှုပ်ဝက်စကန် Area 51အကြောင်းကိုရုပ်ရှင်တခြင်းနဲ့မီဒီယာတွေမှာအမှုပညာရှင်တွေကပေါ့ပါဖြောပြတင်ဆက်ရင်အမှန်တရားကိုဖုံးကွယ်ထားကြတယ်လို့တင်စားတာပါ MK ပြင်ဘက်မှာ Mass ဟိုထဲမှာပိတ်မိနေတယ် MK ဆိုတာစီအေးတိုက်ပွဲကာလက American CIA ရဲ့လှုပ်ဝက်စိတ်သက်ထိန်းချုပ်ရေးစမ်းသပ်မှုစီမံကိန်းမှာ Mass ဟိုဝါရှင်တန်ပြည်နယ်မှာရှိတယ်လို့ယူဆကြတဲ့အဆုံးမရှိနှက်ဆိုင်ပြီးဂျိုသားတွေဒူးဆန်းတဲ့စွမ်းအင်တွေရှိတယ်လို့နာမည်ကြီးရဲ့အောက်ခြေမရှိတွင်းနဲ့ကြီးအကြောင်းပါစတန်လီကူဗက်ကလပေါ်ဆင်းသက်မှုကိုရုပ်ရှင်ရိုက်ကွန်းမှာအတူလုပ်ခဲ့တာလားအဓိပ္ပာယ်က1969ခုနှစ်အမေရိကန်လပေါ်ဆင်းသက်မှုအပိုလို11ဟာအစစ်မဟုတ်ပဲဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာစတန်လီကူဗက်ကိုငါပြီးရိုက်ကွန်းထဲမှာအတူပြုလုပ်ခဲ့တယ်ဆိုတဲ့နာမည်ကြီး theory ကိုရည်ညွှန်းတာပါရိုစဝဲက Smiley Man နဲ့ Shadow People အကြောင်းကယူရိုပိုသမိုင်းမှာပျောက်ချင်းမလားပျောက်ဆုံးသွားတတ်ပြီးထူးဆန်းစွာပြုံးနေလေးရှိတဲ့ကမ္ဘာပြင်မာကတတော်အေဂျင့်တယောက်ပါ Shadow People ကတော့မျက်လုံးတောင်းကနေအရေးလိုပဲမြင်ရတဲ့စမ်းကြဲတဲ့တတော်တွေကိုဆိုလိုတာပါ Number Station ကမ္ဘာအနှံ့လှုပ်ဝက်စပိုင်နေကြီးတင်ကေတာတင်ကြကနတ်နေထုတ်လွှတ်ပေးနေတဲ့လှုပ်ဝက်ရေဒီယိုအချက်ပြစခန်းနေပြောတာပါ Project Stargate အမေရိကန်စစ်တပ်ကစိတ်ဆွမ်းအုံတရှို့ remove viewing ကိုအသုံးပြုပြီးစပိုင်လုပ်ဖို့စမ်းသပ်ခဲ့တဲ့လှုပ်ဝက်စီမံကိန်းကြီးကိုပြောတာပါ Black Knight Satellite လွန်ခဲ့တဲ့နှစ်ပေါင်း13000ကတည်းကကမ္ဘာကိုလှည့်ပတ်စောင့်ကြည့်နေတယ်လို့ယူဆကြတဲ့ဂျိုသားတွေရဲ့ဂျိုတို့ကိုပြောတာပါခင်ဗျားတို့စဉ်းစားကြည့်ဒီကျွမ်းစကစ်ရဲ့နောက်ဆုံးပိုင်းမှာတော့ပိုပြီးထူးဆန်းတဲ့လှုပ်ဝက်တင်ကေတာတွေပါဝင်လာခဲ့တယ်အဲ့ဒီထဲမှာအမေရိကန်ဆိုးရရဲ့လှုပ်ဝက် MK Ultra စိတ်ဓာတ်ထိန်းချုပ်ရေးစမ်းသပ်မှုတွေအဆုံးမရှိနှက်ဆိုင်လာတဲ့ Metro တွင်းနဲ့ကြီးအကြောင်းနဲ့လဘော်ကစမ်းသပ်မှုကိုရုပ်ရှင်ရိုက်ကွန်းမှာအတူလုပ်ခဲ့တယ်ဆိုတဲ့ Sandali Goover ရဲ့ theory တွေအထိရောနှောပါဝင်နေတာပါဒါတည်းမကသေးပါဘူးကမ္ဘာလေထုပြင်ပမှာနှစ်ပေါင်း13000ကျော်ပတ်ဒဇိုင်းနဲ့လှုပ်ထားတယ်လို့ယုံကြည်ကြတဲ့ Black Knight ဂျိုသားဂျိုတို့အကြောင်းတွေနဲ့စစ်တပ်ရဲ့ Project Stargate စစ်စင်ရေးတွေအထိအစိုးရဖုံးကွယ်ထားခြင်းနဲ့ပဟေဒီပေါင်းများစွာကိုတိုက်ရိုက်ရည်ညွှန်းထားတာဖြစ်ပါတယ်ပြောရရင်တော့ UFO နဲ့ Alien အမှန်တရားဆိုတာအစိုးရဘယ်လောက်ပဲဖုံးကွယ်ထားပါစေကျွန်တော်တို့စုံစမ်းနေသမျှကာလပတ်လုံးအမှန်တရားကတော့တနေ့နေ့တော့ပေါ်ပေါက်လာမှာပါကဲအမှန်တော့အမှန်တရားဆိုတာထက်ပုံမစမ်းကြဲတဲ့အရာတွေရှိနေတာပါအရာအလုံးဟာလှုပ်ဝက်ချက်တွေဖြစ်နေသေးပါဒီဗီဒီယိုကိုအဆုံးထိကြည့်ခဲ့ပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျားတို့စိတ်ထဲမှာလည်းမေးခွန်းတွေအများကြီးရှိနေမှာပါမက်ဆေ့ချ်တွေအဖွဲ့ဝင်တွေကဘယ်သူတွေဖြစ်မလဲနောက်ဆုံးကျွန်တော်ပြောပြသွားတဲ့နှစ်ပေါင်း13000ကျော်က Black Knight ဂျိုတို့ကတကယ်ရှိနေတာလားခင်ဗျားတို့ရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားခဲ့ပါဦးမေးခွန်းတွေရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်ဒီဗီဒီယိုကခင်ဗျားတို့ရဲ့စူးစမ်းလိုစိတ်ကိုဖြည့်ဆည်းပေးနိုင်ခဲ့တယ်ဆိုရင် like လေးနှိပ်ပြီးခင်ဗျားရဲ့တကယ်ချင်းစီ share ပေးဖို့တောင်းဆိုချင်ပါတယ်ကမ္ဘာပေါ်ကဖြည့်ရှင်းမြသေးတဲ့လှုပ်ဝက်ချက်တွေသမိုင်းဝင်ပေသည့်တွေနဲ့အာကာသတွေကလှုပ်ဝက်စံကျဲဖြစ်ရတွေကိုသိကျင်သေးတယ်ဆိုရင်ကျွန်တော်ရဲ့မိုက်စစ်သေးပိုင် AK ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေနောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်ありがとうございます。